မရဲ့မေတ္တာချန်နယ်လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့နောက်ဆုံးတစ်နေ့မှလို့အမည်ရတဲ့သတိတံဝေကရဖွေရမိုကင်းဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ကိုစောလင်းအောင်နဲ့ဇနီးဖြစ်သူမင်းနေဖွေးတို့ဇနီးမောင်နှံကညအိယာဝင်ဖျားရှိခိုးပြီးတစ်ချိန်နန်းနဲ့ဖျားရှိခိုးပြီးတစ်ချိန်တပ်ပေတတာဝေနီယာတို့ကိုအမြဲထရာမြစ်တာပေါ်လျက်ရှိတယ်။ကိုစောလင်းအောင်ကရန်ကုန်သားဖြစ်ပြီးမင်းနေဖွေးကမန္တလေးသူဖြစ်တယ်။မိုးစိန်နန်းကန်နေဆက်မျိုးတွေကတရုတ်ပစ္စည်းတွေကိုမန္တလေးရန်ကုန်ကိုတန်ရောင်းဝယ်ရေးလောက်ကန်ကြရင်းနဲ့ခင်မင်ကြားတွေဂျင်းနီကြားတွေယုံကြည်လာခဲ့ကြတယ်။ကုံတယ်ဘက်စီးပွားဘက်များဖြစ်လာကြတယ်။ချစ်ချင်းမြေတာတရားကနီးစက်ရမှာပေါက်ဖွားတယ်လို့ဆိုရမယ်။တို့တို့ချစ်ကြိုက်ရှင်နဲ့ညားလာကြတဲ့ဇနီးမောင်နှံများဖြစ်ကြတယ်။မြေတာတရားသစ္စာတရားတွေနဲ့စီးပွားရှာသူများဖြစ်တော့မန္တလေးလက်ကားတိုင်ရန်ကုန်လက်ကားတိုင်ကြီးတွေနဲ့အထက်အလိမ်မျိုးစုံကိုတန်ရောင်းဝယ်ရေးကိုလောက်ကန်ကြတယ်။ရန်ကုန်မြို့လိုင်းသားရစက်မှုဆောင်ကြီးမှာစက်ရုံတီဆောက်ထားတယ်။တရုတ်ပြည်မှာဤပညာများနဲ့စေစုပန်းရိုက်ထဲများထုတ်လုပ်ခြင်းအတေကျုပ်စက်တွေနဲ့အတေများထုတ်လုပ်ပြီးပြည်တွင်းပြည်ပဖြန့်ချိရေးလုပ်ငန်းများလုပ်ကိုင်ကြတယ်။မင်္ဂလာတုံစက်မှုဆောင်မင်္ဂလာတုံအစင်းမြေအိမ်ချနဝဒေးအိမ်ချဝိနာမီယာအိမ်ယာတို့မှာအင်ချမ်းမြေများဝင်းယူပိုင်ဆိုင်ကြပြီးခင်းနဲ့ညီပြည်ပမှမော်တော်ကားများတွင်တွင်ရောင်းချခြင်းလုပ်ငန်းကိုလည်းလုပ်ကိုင်ကြတယ်။ကမ္ဘာဒီမတ်ပုံတွေလုပ်ငန်းများဒိုးဒူပေါင်းပဲလုပ်ကိုင်ကြတယ်။အလူရည်ဆက်လက်နဲ့မကွာစုတကဲ့သို့အလူတန်းမှလည်းပြုလုပ်လာခဲ့ကြတယ်။ကကြင်မာလီမနေနေဖွေးမှာတသားမွေတသွေးလာစုတကဲ့သို့သမီးတယောက်သားတယောက်မွေးဖွားလာခဲ့ပြီးမြပင်ကိုလှပင်ကိုဘဝအတိုင်းလှကျင်တိုင်းလှပါခဲ့တယ်။နေကိုအဖေကမိမ3ယောက်ယူခဲ့တယ်။ကိုဟာတတိယမယားရဲ့တတိယသားဖြစ်တယ်။ဒါကြောင့်ကိုလည်းမိမတယောက်ယူအောင်မေးဆိုနှင်ခွင်းလွှတ်နိုင်မလား။ကဲပြောပြန်ပြီဒီခေကြီးကပုံနေချင်းနဲ့လောင်ထားကြမလို့ပါဘူး။လိုချင်နေဆိုရင်အပြုံမရအမြောင်မရတွေမှာပေါ်လို့အတီယူလိုက်မယ်ဆိုရင်အိမ်တောင်ရေးစီးပွားရေးတွေရှုပ်ထွေးလာနိုင်တာပေါ့ဒါပေမဲ့မင်းရဲ့သဘောပါအိမ်တောင်မှုတစ်ခုမှာစီးပွားဥစ္စာပြည့်စုံချမ်းသာလာကြတယ်မိသားစုရဲ့အိမ်ဦးနဲ့ကြီးတို့ကအတောက်စားအပျော်ပါးတွေရှိလာကြတယ်ဇင်ခံမှုတွေများလာကြတယ်စင်ချင်းတုံးတရားအသီးတရားအတိုင်းတာရှိသူတွေဖို့စီးပွားရေးလူမှုရေးထိခိုက်မှုမရှိတော့လေဒနာကြုံပြီးတရားလွန်သူတွေဖို့စီးပွားရေးလူမှုရေးအိမ်အောင်ရေးရှုပ်ထွေးပျက်စီးမှုများလည်းရှိလာကြတယ်ကိုစောလင်းအောင်ကမော်ရီရှိုးဖက်ရှင်ရှိုးတွေကိုတိုးရှိုးကြည့်ရင်ယူပါယုံတရားယုံအရာစာကိုခန်းစားမိလာသူဖြစ်တယ်။မော်ရီကဲလေးတွေဖက်ရှင်မယ်လေးတွေရဲ့ရင်းနှီးမှုကိုရယူခဲ့တယ်။တနာနာနေတနာကျော်ဖြစ်ခဲ့တယ်။ကိုစောလင်းအောင်ကအပေါင်းအသင်းအယောင်ရင်းနေနဲ့တောက်စားမိုးယူပြီးအင်ကိုပြန်လာစမေးဖြစ်တယ်။အရန်မိုးတော်ကျွဲကူပေါ်စကဲ့သို့ရင်းနှီးပြည့်တဲ့ချင်းတွေနဲ့ပျော်ရွှင်မြူးကြွလွန့်နေတယ်။ကဲဟိုတယ်မေလေးတွေမော်ရီကဲလေးတွေနဲ့အဆင်ပြေလာရတဲ့နဲ့မြူးကြောလို့ပါလားကဲအချစ်ပြောတာမှန်းလိုက်တာဒါပေမဲ့အချစ်ရဲ့အချင်းတန်ရင်တော့ခြိတိုင်းကိုရောက်လာစပြင်းမဟုတ်လားမနေနေဖွေးက၄ယောက်ကြားပေါ်ခွင်းလို့ဒီခန့်ခြင်းတရားနဲ့ခွင်းလို့ဒီခန့်သမီးဖြစ်တယ်ဟာအကူမောင်ရောက်နေပါလားရန်ကုန်အင်းစိန်လမ်းမကြီးအမတ်60ကိုရှိကွန်ဒိုတိုက်ခန်းမှာကိုစော်လင်းအောင်ဝယ်ယူထားပြီးမော်ရဲကဲလီအင်းတွေမျက်နှိုးစင်နဲ့အနားယူပန်းဖြစ်တဲ့ခြေပိတ်မှန်ဖြစ်တဲ့အကူမောင်တက်ဝေယူလာတဲ့စားဖွဲ့တောက်ဖွဲ့တွေနဲ့ကျင်းမွေးရန်ပြင်ဆင်နေတဲ့မြောင်းလာကြီးလာစင်းနေရဲ့ဒါရီကဘာတွေလဲကွာဒါအကူမောင်ကြိုက်တဲ့အမဲသားပြုတ်ကျော်လေးလေအင်းတွေမျက်နှိုးစင်ကမောင်းအကျိတ်သဘောလိုက်ရောသိရှိနားလေသူလေးနဲ့ညီရေခဲတိတာမှာရက်လေပဲရေခဲရေတန်းတွေနဲ့အလိုက်တသိပြုသူပေးတယ်အကျဉ်းနာပုတ်သူလေးရဲ့ပြုစုယူရမှုတွေနဲ့ဇော်လင်းအောင်တီအောင်ဇင်ရင်နေခဲ့တယ်အကူမောင်10နာရီရှိပြီလေအိမ်ပြန်တော့လေမိုးနေရင်လေဇင်ကကားမောင်းပြီးလိုက်ပုတ်ပေးမှာပေါ့ဒါလေဇင်ကအကူမောင်ကိုပြန်စီခြင်းလို့လားမဟုတ်ပါဘူးအကူမောင်ရဲ့ဇနီးသားသမီးတွေစိတ်ပုတ်နေမှာဆွလို့ပါအကူဇင်နဲ့နေရတာတိတ်ပြီးတော့ပြောတယ်ကွာဒီညဇင်နဲ့ပဲအိတ်တော့မယ်ကွာကဲဒါဆိုလေအကူမောင်ရဲ့အင်ကိုတော့ဖုံးဆက်ပြီးတော့အတီးပေးပါအနိုင်ကိုသွင်းမဲ့နိုင်လင်းအောင်ကမိမမာယာသေးကိုပြမှာမကြီးကိုပြင်တော့ပြီးမယာတီနေနေဖွေးကိုလိမ့်နေလှည့်ပြလိုက်တယ်မူတဝါရကန်ကျူးလွန်လိုက်တယ်မိမတို့ရဲ့အစင်းအတန်အနံအရာသာအတွေးဆိုတဲ့လက်နက်၅ပါးရှိပြီးချင်းသေးကြီးရဲ့အားမန်လာတရန်တူတဲ့ဇော်လင်းအောင်နဲ့အင်တွေမြင်တို့စင်တို့က
တတိယူကြမဲ့လားတနာမီများတောက်လောင်ခြင်းနဲ့နန်းနန်းမိုးတောက်အလင်းရောက်ခဲ့ကြ၏အကုန်းမောင်စိတ်ုံသွားတော့မလားစိတ်ုံမသွားဘူးစင်းတဲ့ကိုတို့တရားချုပ်ကိုသွားပြီးတော့လက်ထက်ကြမယ်အိုးစိတ်မစင်ဘုံမစင်မလားအကုန်းမောင်ရဲ့အကိုစင်းတဲ့ကိုလုံးဝစိတ်မချဘူးကွာဒါကြောင့်တရားဝင်သားမယားဖြစ်လက်ထက်မှာဖြစ်တယ်နောက်ပြီးစင်စစ်အတွက်ပိုင်ရေးပိုင်ခွင့်ဆိုင်ရေးဆိုင်ခွင့်တွေလည်းရှိကျင်နေစင်းတဲ့ကဲအကုန်းမောင်ရဲ့သဘောပါစော်လင်းအောင်နဲ့အင်းတွေမျက်နှိုးစင်တို့ကတရားရှုံးမှာတရားဝင်ထိမ်းများလက်ထက်ကြတယ်။ယနေ့မှစပြီးရာသက်ပံရုံးမြေကြပေါင်းကြမယ်ဆိုပြီးဆုံးဖြတ်လိုက်ပြီဖြစ်တယ်။တန်တဲ့လေညင်းဆောင်လူတဲ့လူချင်းဆောင်စုတကဲ့သို့ရန်ကုန်အင်းစိန်လမ်းမကြီးဂွန်ဒိုတိုက်ခန်းအမှတ်69မှာဇော်လင်းအောင်နဲ့အင်းတွေမျက်နှိုးစင်တို့တရားဝင်ပေါင်းတင်နေထိုင်ကြကြောင်းလူသည်များလာကြတယ်။မယားကြီးနင်းနင်းဖွေးတို့တဆွေလုံးတစ်မျိုးလုံးတီးကုန်ကြတယ်။သမီးဖိုးမတနာရှုပ်ထွေးတာကအကြောင်းမဟုတ်ဘူး။တာရည်သမီးရဲ့ပစ္စည်းတွေရှုပ်ထွေးလာရင်တပွားစာနင်းနာဆုံးရှုံးသူတွေဖြစ်လာနိုင်တယ်။ဒါကြောင့်ရှင်းနေရှိရက်တွေနဲ့တိုင်းမြင်ပြီးတခုခုတော့လှုပ်ထားမှဖြစ်မယ်။ဟုတ်ကဲ့ပါမေမေ။သမီးစိန်ပရာသားအကျိုးဆောင်ဖွေးနေတိုင်းမြင်ပြီးလှုပ်တဲ့နာလှုပ်ထားပါမယ်။လင်ကန်းမရကန်ပစ္စည်းကန်းတွေရှုပ်ထွေးလာနိုင်လို့အခုရှုံးမှနောင်ရှင်းဆိုသလိုပြုလုပ်ထားရန်မိခင်ကြီးကအကြံပြုချက်အတိုင်းမန်နေဖွေးဆောင်ရွက်ရန်စီစဉ်လိုက်တယ်။အဲ့လိုတတိမကြီးတော့နင်းဖွေးပါလားမလာတဖို့လာထူးလို့ပါလားဗျကဲစိုးစမ်းမအောင်ဗျမြေဝဲမလားတိုက်ဝဲမလားဘာတွေဝဲဦးမလဲဗျစိန်ပရာသာဥပဒေအကျိုးဆောင်ပွဲမှာဦးစိန်လင်းမှာမင်္ဂလာရှိတဲ့စကားနဲ့ခရီးဦးကျူလိုက်တယ်မင်္ဂလာရှိတဲ့စကားကြောင့်ဂုံပြူပြောဆိုလိုက်တယ်ကဲအခုတခါမှာတော့ဆရာရဲ့အထင်နဲ့မြင်ရမှားသွားပြီဆရာမိတ်ဆွေကိုစော်လင်းအောင်ကမြန်ငယ်ယူထားတယ်ရှင်ဒါကြောင့်သားသမီးတွေနောင်ရည်ပစ္စည်းတွေအတွက်ခွဲဝေပေးဖို့ဝေချမ်းပေးဖို့ညှိနှိုင်းဆောင်ရွက်ဖို့အတွက်ဆရာစီအကူအညီလာတောင်းတာပါဆရာကဲဒါဆိုလေလှုပ်ဆောင်ရတာပေါ့ဗျာအလုတ်တဘောကြဥပဒေအရဆိုရင်လင်းများလက်ထက်ပေါ်ပစ္စည်းတွေကိုတားအတွက်တပုံသမီးအတွက်တပုံကိုစော်လင်းအောင်အတွက်တပုံမနင်းနေဖွေးအတွက်တပုံလေးပုံခွဲဝေပေးပါလို့မရင်မရိုင်နှုတ်ထစာပေးပြီးတောင်းကြည့်မေလေမနင်းနေဖွေးရဲ့သူပါပြင်းပြုံးမလေးစောင့်ကြည့်သေးရပေါ့ဟုတ်ကဲ့ကောင်းပါပြီဆရာနှုတ်ထစာပေးလိုက်ပါကိုစော်လင်းအောင်ကစူပြီးသားလက်မကြောင်စင်နဲ့စုတကဲ့သို့မယားကြီးနဲ့သားသမီးတို့လည်းမနှင်းနာစီရန်မိမိတို့အတွက်လည်းမထိခိုက်စေရန်ဥပဒေနဲ့ညီညွတ်စေရန်အတွက်ဆောင်ရွက်ပြီးဖို့နှုတ်စာပြန်ကြားပြီးဖို့သူ့ရဲ့မိတ်ဆွေတရားလွတ်တော်ကြီးရှင်းနေကြီးဦးတန်းလိုက်နဲ့တိုင်ပင်ဆွေးနွေးလိုက်တယ်ဆွေးနွေးညီနိုင်ပြီးအင်းချမ်းမြေတိုက်တာလေးလုံးမန္တလေးလက်ကားတိုင်ရန်ကုန်လက်ကားတိုင်ရှောင်းချရန်ဝယ်ယူထားတဲ့ကားအသစ်စီး20ကိုစီးတဲ့ကားကိုယူစီစုပန်းရိုင်းတဲ့အထည်ချုပ်စက်ရုံအားလုံးတို့ကိုစော်လင်းအောင်မှာ45ရာခိုင်နှုန်းရယူခံစားရန်မန်နေနေဖွေတမီနှင်းဤဖွေစဉ်တာစင်မောင်းအောင်တို့က55ရာခိုင်နှုန်းရယူခံစားရန်ခွေဝေပေးမှဖြစ်ကြောင်းနှုတ်တစာပြန်ကြားလိုက်တယ်။ဟယ်လိုပြောပါဒါလင်အချစ်တို့နှုတ်တစာရပြီလားဟုတ်ကဲ့ရပါပြီဒါလင်ဒါနဲ့အချစ်သဘောတူတင်နေရဲ့လားရပါတယ်ဒါလင်းရဲ့အချစ်ကဒါလေးစိတ်ဆင်းရအောင်လို့ဘယ်တော့မှလုပ်ဖို့လို့လေဟုတ်ကဲ့ကျမကျင်နေပါတယ်ကျမရဲ့ရှင်းနေနေလေတိုင်ပင်ပြီးပါပြီဒါဆို12ရက်12လ2012နေ့မှာစိန်ဘာသာဥပဒေအကျိုးဆောင်ဖွဲ့ရှင်းမှာနှစ်ဖက်ရှင်းနေကြီးများနေရှင်ရဲ့ကျမရဲ့သားနဲ့သမီးတို့ရဲ့စာချုပ်လက်မှတ်ရေးထိုးကြမယ်โอเคကောင်းပါပြီအချစ်ရဲ့ကိုလာခဲ့ပါမယ်ဒါနဲ့ဒါလင်းကိုမုန်းသွားပြီလားဒါလင်းရဲ့အချစ်ကဒါလင်းကိုဘယ်တော့မှမမုန်းမမို့တသက်မမုန်းမဆုံးမဒါလင်းရဲ့မတူညီတဲ့ဇန္နာတွေကိုတူညီအောင်ဆောင်ရွက်ပြီးလို့ငြိမ်းချမ်းမှုပြေးလဲသွားကြပြီးကျင်းနဲ့သွားခဲ့ကြပြီးလင်းများလက်ပွားပစ္စည်းများကို50ရာခိုင်နှုန်းအချို့45ရာခိုင်နှုန်းအချို့စားနဲ့မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများခွဲဝေရယူကြသည့်စာချုပ်များကိုလက်မှတ်ရေးထိုးချုပ်ဆိုကြသည်စာချုပ်များပေါ်မှာတစိခန့်နဲ့လက်မှတ်ရေးထိုးပိုင်ခွင့်ရှိတဲ့ဆရာဦးလာဝင်းယုံမှမှတ်ပုံတင်ပြီးအတိမတ်ပြုတယ်။မပြောမပြီးပတိမမြည်ဆိုတဲ့ကဲ့သို့တရားဝင်ယူထားတဲ့ဒုတိယဇနီးဖြစ်သူအင်းတွင်မြမိုးစင်ကိုမယားကြီးသားသမီးတွေနဲ့ပစ္စည်းခွဲဝေခြင်းစာချုပ်ချုပ်ဆိုတဲ့အကြောင်းတွေကိုကိုစော်လင်းအောင်ပြောပြလေးတယ်။အကူမောင်စင်စင်ကအကူမောင်ရဲ့တရားဝင်ဇနီးပါစင်တို့လိုဒုတိယဇနီးကိုမြန်ငယ်လို့တောင်မှမသုံးကြတော့ဘူးမရပြိုင်းလို့သုံးနေကြပြီစင်စစ်မှာကိုလေးလက်ဝင်လည်းရှိနေပြီမဟုတ်လားစင်တို့တွေထွက်ပြီးတော့မစင်သားတော့ကွက်လက်လေးတစ်ခုဖြစ်သွားတယ်အကူမောင်ကဲစင်ပြောတာမှန်သိတဲ့လောက်တော့မှန်ပါတယ်အဲ့ဒီအတွက်အကူမောင်ကြီးလောက်ပေးပါမယ်ချစ်ရဲ့ဇော်လင်းအောင်ကမယားနှစ်ယောက်ကြားပြားများနေလေပြီ
အင်းတွေမျက်နှာစင်မှာလေဒါဒါလေးလာမိမိလေးလာမွေးဖောင်းအောင်မှဖြစ်တယ်အမွေကန်းတွေတိုးလာမှဖြစ်တယ်ဇော်လင်းအောင်ကမရကြီးနင်းနင်းဖွေးပေါ်အကျဉ်းသားတွေစုပုံပြီးနေပြီးအကယ်ဒမီရှော့ချစ်ခိုင်းကြိုက်ခံတရုပ်ဆောင်ပြီးစုပုံချစ်လုံနေရင်မရကြီးနင်းနင်းဖွေးအင်ကိုဇော်လင်းအောင်တကြနေခြင်းကိုနင်းနင်းဖွေးနားမလည်နိုင်ဖြစ်နေပြီးတကြောပြန်ချစ်နေတာဆိုပြီးအချစ်စမှုတ်ပြန်လို့နေတယ်သမီးဤဖွေးမိမိရဲ့ဗီယိုကြီးတွေကအန်စောတွေဖွင့်သေးလားဟင့်သမီးမိမိရဲ့ခန်းထဲကိုမရောက်ပါဘူးဘာဖြစ်လို့လဲမိမိသမီးတို့အဖေနဲ့မိမိတို့သမီးတို့ချုပ်ထားတဲ့စာချုပ်လည်းမရှိတော့ဘူးသမီးမိမိရဲ့ခန်းထဲကိုဖေဖေပဲဝင်တာဖေဖေပဲဖွင့်ပြီးတော့ယူသွားနေမှာပေါ့နင်းနင်းဖွေးကဝင်းသားမီယာဘက်ကိုသွားခဲ့ပြီးရောင်းချရန်ဝေယူထားတဲ့ကားတစ်စီ20ရိတ်တန်းပိုးမှာငွေကျပ်သိန်းပေါင်း3000ပိုးရှိတယ်ဒါလင်အချစ်တို့ချုပ်ထားတဲ့စာချုပ်ကိုဒါလင်ယူသွားသေးလားမယူပါမှုအချစ်ရဲ့ဒါလင်မှလည်းရှိနေတာပဲအချစ်ရဲ့စာချုပ်ကိုဘာလို့ယူရမှာလဲနင်းနင်းဖွေးကစိန်ဘရာသာဥပဒေကျိုးဆောင်ဖွေးမှာရှင်နေကြီးများနဲ့တိုင်ပင်နေဘာလို့ရင်ကောင်းမလဲအကြံဉာဏ်များတောင်းခံလိုက်တယ်စာချုပ်ပြုတ်သွားတဲ့ကိစ္စကားအစီ20ရောင်းလိုက်တဲ့ကိစ္စစေစုပန်းရိုက်ပိတ်လိုက်တွေရောင်းလိုက်တဲ့ကိစ္စတွေကဆက်နေနေတဲ့မနင်းနဲ့တန်မိုးအားဖြင့်လေသိန်းပေါင်း4000ကျော်နေပြီဗျဟုတ်ကဲ့ပါဆရာရဲ့ဆရာတို့အစဉ်ပြေအောင်လို့ကြည့်လို့ပြီးပါဒိုရှင်းလို့ရင်ပြောရမယ်ဆိုရင်တော့နံပါတ်1ကစာချုပ်မိတ်တူမှန်ထုတ်လုပ်ပေးရန်တောင်းယူရမယ်နံပါတ်2ကကိုစော်လင်းရပေါ်စာချုပ်ခိုးယူမှုတမှုရာဇဝတ်မှုပေါ့နံပါတ်3က55ရာခိုင်နှုန်းပစ္စည်းများခွဲဝေပေးစီလို့မှုတရားမမှုတရားစွဲမယ်အမြန်ဆုံးဆွဲမယ်ကြာရင်ပစ္စည်းတွေကုန်သွားလိမ့်မယ်ဗျစိန်ဘရာသာဥပဒေအကျိုးဆောင်ဖွဲ့မှာတရားလွတ်တော်ရှင်းတင်ကြီးတွေကမြို့နယ်ရဲတပ်ဖွဲ့စခန်းမှာကိုစော်လင်းအောင်ပေါ်စာချုပ်ခိုးယူမှုပြစ်မှုပုံမှာ383ညနဲ့အမှုဖွင့်စီလိုက်တယ်တိုင်းဒေသကြီးတရားလွတ်တော်မှာစာချုပ်ပါအတိုင်း55ရာခိုင်နှုန်းစီခွဲဝေပြီးပစ္စည်းများလက်ရောက်ရလို့မှုတရားစွဲလေတယ်မြို့နယ်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခြင်းနဲ့ပတ်သက်ပြီးမြို့နယ်မှုစခန်းမှုတို့မှာဝါရဲအမှုစီဒူရဲအုပ်ကျော်စိန်လင်းကိုတာဝန်ပြီးတယ်ဒူရဲအုပ်ကျော်စိန်လင်းကအမှုဖွင့်တိုင်ကြားခြင်းနဲ့ပတ်သက်ပြီးဒီအလိုအမှုဖွင့်တိုင်ကြားသူမန်နေနေဖွင့်နဲ့သူပြလိုတဲ့တသက်များကိုစစ်ဆေးတယ်မြို့နယ်ဦးရီရာရှိတွေထံမှလည်းဦးရီအကြံပြုချက်ရယူလိုက်တယ်အော်မန်နေနေဖွင့်ပါလားလာလေဗျာထိုင်ပါဗျာဆရာအမှုအခြေအနေသိချင်လို့ပါဆရာဟုတ်ကဲ့ကျွန်တော်ရှင်းပြပါမယ်ဗျကျွန်တော်တို့ရဲတပ်ဖွဲ့တွေအနေနဲ့ပြည်သူတွေကနင့်နာပါတယ်ဆုံးရှုံးပါတယ်ဆိုပြီးလာရအမှုဖွင့်ရင်လက်ခံပါတယ်ဗျဒါပေမဲ့တတိကံထောက်ထားမခိုင်းလုံးရင်ရဲရေးပိုင်မှုအနေနဲ့ဆောင်ရွက်လို့မရဘူးဗျအဲ့ဒီအချိန်မှာတရားရုံးကိုနောက်ဆက်တဲ့ကာကြီးခခွေးအနေနဲ့တရားရုံးကိုလွှဲပေးရတယ်ဗျဒီကမနေနေဖွေတိုင်ကြားချက်ရှာတတိကံထောက်ထားကလည်းမရှိတတိတွေကလည်းခိုးယူကြောင်မထက်ဆိုနိုင်တဲ့အတွက်တရားရုံးတော်ကိုလွှဲပေးဖို့ပဲလုပ်ထားပါတယ်ဟုတ်ကဲ့ပါဆရာအစဉ်ပြေသလိုသာဆောင်ရွက်ပေးပါဟောဒီမှာပါဗျနောက်ဆက်တဲ့ကာကြီးခခွေစာရွက်စာတမ်းတွေယူသွားပါအကျိုးဆောင်တွေနဲ့ဆက်လုပ်ပါဗျမြို့နယ်တရားရုံးတော်မှာပြင်မှုကြီးမှုမှန်3931မြင်းဆောင်2023ပြင်မှုပုံမှာ383နဲ့ဦးတိုက်လျှောက်ထားမှုကိုစစ်ဆေးကြားနာခဲ့တယ်။စာချုပ်ခိုးယူကြောင်းတသေကံအထောက်ထားရင်းနဲ့တသေထပ်ဆိုချက်များမခိုင်လုံတာကြောင့်၎င်းတရားခံကိုယ်တိုင်က55ရာခိုင်နှုန်း45ရာခိုင်နှုန်းအချိုးစာချုပ်ကိုပြုလုပ်ချုပ်ဆိုသည်မှာမှတ်ကန်ကြောင်းဝန်ခံထပ်ဆိုထားတယ်။ဒါကြောင့်စာချုပ်ပျောက်ဆုံးမှုအတွက်နေနာမှုမရှိတာကြောင့်ဆွဲဆိုမှုကိုပလက်လိုက်တယ်။တိုင်းဒေသကြီးတရားလွှတ်တော်မှာတရားမကြီးမှုအမှန်339နဲ့မြင်းဆောင်2013နဲ့လက်ခံကြားနာစစ်ဆေးလိုက်တယ်။တရားပြိုင်ကိုစော်လင်းအောင်မှာတရားလိုမနေနှစ်ဖွင့်နဲ့သားသမီးတွေအတွက်လက်ထက်ပေါ်ပစ္စည်းတွေအားလုံးရဲ့55ရာခိုင်နှုန်းခွဲဝေပြီးရင်ပစ္စည်းစည်ရင်းတွေတကွာခွဲဝေပြီးပြီဖြစ်လို့ထိုကတိဝေစာချုပ်ပါအတိုင်းခွဲဝေပြီးရန်စီစဉ်ချက်အမိန့်ဒီဂရီချမှတ်လေတယ်။ကိုကတော့55ရာခိုင်နှုန်းတကယ်ချစ်ပါတယ်နဲ့ဟုတ်ကဲ့ဇလန်းလေးကိုအဆုံးထိနာဆင်ပေးကြတယ်ပြည်သူများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပေးဖို့တောင်းဆိုပါရစေရှင်